သူ့ရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲမှာငါနိုးနေပြီလို့သူရေးခဲ့တဲ့စက္ကန့်နှဲငယ်ကြာမှာပဲအဲ့ဒီစာကိုသူထပ်ရေးပြန်တဲ့အချိန်တိုင်းမှာသူဟာပထမဆုံးအချိန်နိုးလာတယ်လို့မျိုးခံစားနေရတာပါသူ့သက်40ကျော်အရွယ်မှာဗိုင်းရပ်စ်ပိုးတစ်ခုကအချက်လက်နဲ့မှတ်ဉာဏ်တွေကိုတင်စီပေးတဲ့အုံနောက်စိတ်ပိုင်းကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့စိတ်ဟာစက္ကန့်ပိုင်းအတွင်းမှာလည်းအမြဲတမ်းပြန်လည်စတင်ဝယ်ဆက်ဖြစ်နေခဲ့တယ်။သူဟာကော်ဖီတစ်ခွက်ကိုငှက်နိုင်သေးပေမဲ့သူ့ရှိမှကော်ဖီခွက်ရှိနေတာကိုတော့မေ့သွားတတ်ပါတယ်။သူဟာလူတစ်တယောက်နဲ့တွေ့တဲ့အခါမှာလည်းစက္ကန့်နှဲငယ်ကြာမှာပဲပထမဆုံးအကြိမ်တွေ့ဆုံတယ်လို့မျိုးထပ်ပြီးနှုတ်ဆက်တတ်ပါတယ်။ဒါပေမဲ့သူဟာပီယာနိုရှိမှထိုင်ပြီးတာယာနာပြောပွဲတိခတ်နိုင်ပါသေးတဲ့အကြောင်းရင်းကတော့သူဖျားနာခြင်းမရှိခင်ကတင်ယူခဲ့တဲ့ကျွမ်းကျင်မှုတွေကိုမှတ်မိနေသေးလို့ပါပြီးတော့အဲ့ဒီ virus ဟာသူ့ရဲ့ခံစားချက်ဆိုင်ရာမှတ်ဉာဏ်တွေကိုလည်းမဖျက်ဆီးနိုင်ခဲ့ပါဘူးဒါကြောင့်သူ့ဇနီးအခန်းထဲကိုဝင်လာတိုင်းသူဟာမျက်ရည်တွေနဲ့ပွေ့ဖက်တတ်ပါတယ်သူ့အတွက်တော့သူတို့နှစ်ဦးဟာနှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတယ်လို့အမြဲတမ်းခံစားနေရလို့ပဲဖြစ်ပါတယ်